ပါဒီဆိုရှင်ဆွေရနေပြော handmade တိုင်းပေါက်လေးဖောက်ပြအောင်ဒီပါလေရှင်ဒီလိုလေးရပါ handmade တိုင်းပေါက်လေးပဲဒီမှာတော့ character က၄မျိုးပါပါဒါလေးကတော့ secret လေးပေါ့နော်ဒါက black cat ဒီမှာပြထားတဲ့ပုံပေါ့နော် black cat ဒါ pink bear နဲ့ဒါခေါင်းပါဒါတော့နာမည်မျိုးမှာ secret လို့ပါနာမည်မျိုးကဖောက်လိုက်စီရဒီမှာဘာလို့ခြင်းလဲဆိုရှင်အမဲလို့ခြင်းနဲ့နွမ်းလို့ခြင်းအမဲလို့ခြင်းပန်းလေးလို့ခြင်း secret လို့ခြင်းကဲဖောက်ကြဒီရန်ဆက်ဖြစ်တွေ့ကြုံတယ်ဒီနေ့ပေါင်းတော့ပြရတဲ့အမှတ်တရတွေဒီလိုအရင်ကဆက်လုပ်ထားနေရတော့ဒီလိုအများကြီးရှိပါပါကပ်ပါလေအဲ့ဒီလားအဲ့ရရတယ်ကြက်ကောအေးကဲကလည်းတော့မှိုက်တာနော်ကြည့်လိုက်ကြနော်ဒါလေးပေါ့နော်ဒီပါလေးလေကြည့်အဲ့နဲ့အုပ်လိုက်နော်အဲ့နဲ့အုပ်လိုက်ကြက်ကောအဲ့ဒီအဲ့အဝင်ထားတယ်ကြည့်တော့လည်းမှိုက်တယ်ထောက်ပါအိတ်ကတော့ကကျင်းနဲ့ဖောက်ကြတာပါတော့လည်းဘောင်းကအားဘူးပါဦးကိုဖောက်လိုက်တော့မယ်အဲ့တော့ဟဲ့ပန်းလေးပန်းရအိုးချစ်စရာလေးရောမကြည့်ဘယ်နှကအမိပဲချစ်စရာလေးကက်လဲပါမယ်ပန်းလေးချစ်ပါတိတ်ပါလေဒါအမိုင်းလေးပါဘူးကျန်ပန်းပေါ့ဒါမှမရပါအိုးမပန်း pick by အားလုံးပဲပါနောက်ကြလို့ရှိရင်ဘယ်လို blind ball လေးဖောက်ခိုင်းဆိုတော့ပြောပါနောက်ထပ်ဒီအကောက်ဒီတစ်ပတ်လေးမှာပဲပေါ့နော်အင်္ဂါနေ့တော့ဖြစ်ဗုဒ္ဓဦးနေ့တော့ဖြစ်ကြလို့ရှိရင်ဒီ form မီ blind ball ဖောက်ပြပါမယ်ကြိုက်ပါလေအားလုံးပဲ bye bye